ကဲဒီနေ့ကတော့ကျမတို့ရန်ကုန်ဆက်ပြလက်တွေ့တင်တဲ့အတွက်ဆက်ပြတွေထဲမှာဖြစ်ပါတယ်ကျမတို့ပြီးခဲ့တဲ့တစ်ပတ်ကရန်ကုန်ဆက်ပြလက်တွေ့တင်တဲ့ကထွက်ထားတဲ့အဝိရှော့ဆက်ပြ high quality တွေကိုကျမတို့ကဒီမှာပဲထားခဲ့တာပေါ့နော်ရန်ကုန်မှာပဲထားခဲ့တဲ့တူလေးတွေအိမ်မှာဒီနေ့ကျတော့ရေစစ်တွေနဲ့စစ်ပြီးလို့ရှိရင်ဘူးလေးတွေနဲ့ပြန်ထဲမှာဖြစ်ပါတယ်ကြည်တောက်ရှင်းပြီးတော့လှနေရောရှင်ကျမဆက်ပြလေးတွေကဒီရဲ့ဆက်ပြတွေကကျမအခုဘူးလေးနဲ့ထည့်ပြီးတဲ့အခါကျရင်မနေ့ဖြန်ကျရင်ဘိန်ဝမ်းတင်မယ်9ရက်နေ့ကဘိန်ဝမ်းပေါ့နော်73သိန်းခွဲနဲ့ဘိန်ဝမ်းတင်တယ်ဆိုတာကကျမလမ်းကျုံတင်တာဖြစ်ပါတယ်တီးတန့်ဤကိုတယောက်ထဲလာတင်ရမယ်ဆိုရင်တော့ဘလိုနီးနဲ့မှ73သိန်းခွဲနဲ့မတင်နိုင်ပါဘူးရှင်နော်အဲ့ဒီလိုရှိပါတယ်မန်လေးအိမ်မှလာတင်ရင်တော့ရပါတယ်ပေါ့နော်ဘိန်ဝမ်းကိုကျမတို့က10ရက်နေ့ကြာလို့ရှိရင်တော့ရန်ကုန်လူစုဆက်ပြတင်တန်းပေါ့နော်ဆက်ပြတင်တန်းတော့6သိန်းခွဲ sorry 6သိန်းခွဲကိုကျမ10သိန်းလို့ပြောတော့မလို့6သိန်းခွဲပါတင်တန်းကြီး6သိန်းခွဲပါလူစုတန်းကရန်ကုန်ဆက်ပြလက်တွေ့တန်းလူစုတန်း6သိန်းခွဲဒီတစ်ချိန်နောက်ဆုံးမှရှင်နောက်တစ်ချိန်ကနေစပြီးတော့တင်တန်းကြီးဈေးတက်မှာဖြစ်ပါတယ်မန်လေးဆက်ပြလက်တွေ့တင်တန်းကကြော်ညာဖို့အတွက်အစီအစဉ်ရှိနေပါပြီစောင့်ကြည့်နော်အထူးချင်းနဲ့လုပ်ပေးမှာ